လက်ဖောင်းဒီလိုမျိုးအတွန့်2မျိုးလေးလောက်ပြပေးမယ်နော် let's go လက်ဖောင်းအတွန့်လောက်တာလေးတွေပြပေးမယ်နော်အခုဆိုရင်ဒီအင်ကြီးတစ်ထည်တို့တွေဘေးပခုံးတွဲပြီးသွားပြီပေါ့နော်ပခုံးတွဲပြီးတိုင်းချုပ်ယူကနောက်ချမ်းဘက်မှာပဲရှိရမယ်နော်နောက်ချမ်းဒီလိုမျိုးဒီလိုနောက်ချမ်းဘက်မှာပဲဒီချုပ်ယူကိုလှည့်ရမယ်နော်ပြီးမီးဘူးလေးကိုဖိရမယ်အလှမလှပေါ့နော်ဒါတွေလည်းဒီလိုပဲမီးဘူးလေးတွေဖိရမယ်နော်ဒီခြိသားရဲ့ခြိတွေအဲ့လိုနေတိုက်ရတာနော်ပြီးပြီဆိုလို့ရှိရင်အမတို့တွေဒီဘေးဖက်နှစ်ဖက်ပေါ့နော်ဘေးဘက်နှစ်ဖက်ကိုအရင်ညှိလိုက်ပခုံးမတွဲခင်ညှိလဲရနော်အဓိကဒီလိုဘေးတွေညှိရမယ်သိလားဘေးကိုတစ်ခါလေးညှိတာနော်ဒီဘက်တွေရောအဲ့လိုမျိုးပဲလက်မှာလည်းတူတူပဲနော်အမတို့ဒီမှာကိုတက်မဲ့လက်ပေါ့နော်အဲ့ဒီလက်မှာဆိုလို့ရှိရင်လေဒီလိုမျိုးနှစ်ခေါက်ခေါက်လိုက်ခေါက်ပြီးတိုင်းကြည့်ဘေးနှစ်ဖက်ညှိတာနော်မညှိဘူးဆိုရင်တစ်ခါလေးဒီမှာတွေ့လားမညှိဘူးနော်မဂျိုင်းကိုအညှိယူလိုက်တော့ဒီအောက်ခြေကမညှိဘူးအဲ့လိုဟာမျိုးညှိရတယ်တကယ်လို့အဲ့ဒါမညှိဘူးဆိုဘေးတွဲတဲ့ခါကျရင်တချမ်းတို့တချမ်းရှိဖြစ်တတ်တယ်နော်ကိုတွေကတော့ခုနညှိတာတော့ညှိသွားတာပေါ့နော်ဒီဘက်လက်တစ်ဖက်ကိုလည်းအဲ့လိုမျိုးတိုင်းလိုက်မယ်နော်တိုင်းပြီးလို့ရှိရင်ညှက်တဲ့ခါမှာချုပ်စာအကြီးသေးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်ပဲမညှိတာနော်ဒီလားအဓိကအဲ့လိုတစ်ဖက်ချင်းညှိပြီးရင်လည်းနှစ်ဖက်ညှိလားမညှိလားပြန်ကြည့်ရတာနော်ဒီနှစ်ဖက်စလုံးလည်းညှိရမယ်ဒီကိုယ်ထဲမှာလည်းတူတူပဲဒီတစ်ချမ်းတော့ညှိတယ်ဒါလည်းညှိတယ်ဒါပေမဲ့ဒီလိုဘေးနှစ်ခုကောညှိရဲလားဆိုတာလည်းလို့တယ်နောက်မို့ဆိုအင်ကြီးကတစ်ချမ်းတူတစ်ချမ်းရှိဖြစ်နေမယ်နော်ဒါပေမဲ့နောက်ပိုင်းကြာရင်တော့ညှိပါတယ်ဆက်ဆချင်းမို့ဆိုတော့ဒီလက်လေးကိုအမတို့ကအောက်နာမှာသူ့ရဲ့အမိတ်လေးထည့်မှာပေါ့နော်အဲ့ဒါလွယ်ပါတယ်အဲ့ဒါမပြောတော့နော်ဒီလိုအလားဘက်ကိုနှစ်စိတ်ခောက်တယ်နော်ခောက်ပြီးပြီဆိုရင်ဒီမှာဒီလိုလေးတင်ပြီးတော့ဟိုဘက်ဒီဘက်အလှချောင်းဖိလိုက်ရပြီပေါ့နော်ဒါအောက်နာကွတ်စာအလှတက်တာအခုပြမှာဒီအတွန့်လေးဆိုဟိုနေ့လက်ဖောင်းပတန်တင်ထားပေးဘူးရယ်နော်အဲ့ဒီလက်ဖောင်းပတန်မှာတခါတည်းဒီလိုမျိုးမာကင်ရယူလာလို့ရတွေ့လားဒီမှာဒီဘက်နဲ့ဒီဘက်မာကင်ရလို့ယူလာလို့ရတယ်ယူလာတဲ့အမှတ်ကိုနည်းနည်းလေးကြော်ပြီးချုပ်နည်းနည်းလေးကြော်ပြီးတော့ခြိနှစ်ချောင်းချုပ်ပြီးဆွဲတွုံလို့ရတယ်ဒါမှမဟုတ်ဘယ်လိုတိုင်းလဲဆိုဒီမှာဒါရှေ့ချိုင်းဒါနောက်ချိုင်းနော်ဆိုတော့ဒီကောင်ကနောက်ချမ်းဒီကောင်ကရှေ့ချမ်းပါနော်ဆိုတော့အဲ့ဒါခဏဖေးတာမယ်ဒီဘက်တစ်ချမ်းကိုမှယူဒါပေမဲ့တိုင်းလို့မရမဟုတ်ရတယ်နော်အဲ့လိုမှောက်လိုက်တိုင်းလို့ရတယ်အမပြောင်းမြင်ဘက်ကပြချင်လို့ဒါကအရှိချမ်းဒါကနောက်ချမ်းရှေ့ချမ်းချိုင်းကနေဒီလိုယူလာလိုက်ဒီလားလက်လေးနဲ့အဲ့လိုဖြည်းဖြည်းချင်းထောက်နော်ပြီးရင်အမတို့ကဒီပခုံးမှာဆိုလို့ရှိရင်ပခုံးမှာဆိုရင်ဒီပခုံးမှတ်ကနေပြီးတော့ဟိုဘက်ကို6စိတ်ဒီဘက်ကို6စိတ်လောက်ယူတာပုံသေးတော့မဟုတ်ဘူးပေါ့နော်ကိုလိုချင်တဲ့လောက်ပေါ့ဥပမာဒလက်မလိုချင်တဲ့ဒလက်မယူလိုက်ပေါ့နော်အဲ့6စိတ်အမှတ်နဲ့အဲ့လိုမျိုးတိတ်လိုက်တယ်ပြီးရင်ဒါကနောက်ချမ်းပေါ့နော်နောက်ချမ်းဆိုလေအဲ့လိုဂျိုင်းကနေတိုင်းလာဂျိုင်းကနေအဲ့လိုလေးတိုင်းလာနော်အဲ့ဒီမကင်ရအမှတ်ကိုဒီလိုရှူလိုက်တယ်နော်အဲ့ဒီရလာတဲ့အမှတ်ကိုဒီဘက်လက်ကိုကူးလိုက်မယ်ဒီဘက်လက်ကိုကူးတဲ့အခါမှာဒီလိုမျိုးတစုံဖြစ်အောင်မှောက်လိုက်မယ်နော်အဲ့လိုလေးမှောက်လိုက်တယ်မှောက်ပြီးတော့မှဒီခုနအမတို့ကူးထားတဲ့အရာခဲလေးဆိုတော့အောက်မှာသတ်ထင်တယ်တွေ့လားနော်အဲ့လိုလေးမှောက်လိုက်တာနဲ့အောက်မှာသူကသွားထင်တယ်အဲ့ဒီမိန်လေးကိုကူးလိုက်အဲ့ဒီခဲရလေးတိုင်းချီနှစ်ချောင်းချုပ်မယ်အဲ့ခဲရအောင်နည်းနည်းလေးကြော်တာအဲ့ခဲရအောင်၄စိတ်လောက်အဲ့လိုလေးကြော်တာနော်အဲ့ဒါကိုချီနှစ်ချောင်းအရင်ချုပ်မယ်တစ်ချောင်းကိုအမကတော့နှစ်စိတ်လောက်ပေါ့နော်နှစ်ချောင်းရင်ချုပ်လိုက်โอเคဒီမှာဆိုလို့ရှိရင်အလဲမှတ်ဒါတို့ယူလာတဲ့ဟာနော်အဲ့ဒါကိုမှအမတို့ကဒီအပေါ်ကချီနှစ်ချောင်းကိုယူမယ်နော်ဒီအောက်ကချီနှစ်ချောင်းမပါဘူးနော်ဒီအောက်ကချီနှစ်ချောင်းမပါဘူးဒီအပေါ်ကချီနှစ်ချောင်းရတယ်ဒီဘက်ကဆဆွဲလိုက်ရတယ်ဒီဘက်ကဆွဲကိုတန်တဲ့ဘက်ကဆွဲဒါပေမဲ့ချီမထုံးနေရဘူးเนาะအဲ့တော့ဒီအလင်မှတ်တိဆွဲမယ်เนาะဒီမှာကြည့်အလင်မှတ်တိအဲ့လိုလေးဆွဲမယ်တွေ့လားဒီချီကိုဆွဲပြီးဒီဘက်လက်တွန်းလာတာเนาะတွန်းလာပြီးရင်နောက်တစ်ဖက်ဒီဘက်လက်ဆွဲမယ်ဒါပေမဲ့တစ်ဖက်ထဲကနေဆွဲလိုက်ရเนาะဒါပေမဲ့ရှင်းဝအောင်လို့မှတွေ့လားဒီဘက်လက်အဲ့လိုဆွဲလိုက်တယ်โอเคဒီခက်မှတ်ရရဲ့နောက်ကကောင်လေးကိုပြန်ဖြန့်လိုက်เนาะဘာလို့ဆိုတော့အဲ့ဒါတွေကတွန်းလို့မရဘူးဒါဆိုဒီအလဲမှာတွတ်မိရင်တစ်ဖက်6စိတ်ကြံမယ်အဲ့ဒါဆိုမတို့ကဒီမှာလက်ဖောင်းလေးရပါအဲ့ဒါလေးကိုမောနေတာပဲအဲ့ဒါလေးဒီလိုလေးနော်အဲ့လိုလေးလုပ်ပြီးတော့မီးဘူးလေးတစ်ချက်အရာလေးအဲ့လိုထိတ်လေးကိုဖိလာလိုက်နော်ဒါကကြတော့ရိုးရိုးဆွဲတွန့်နဲ့အတွန့်လက်ဖောင်းလေးနော်နောက်ဒီဘက်လက်တစ်ဖက်မှာကြတော့အမားတို့ဒီဘယ်လိုလုပ်မလဲဆိုဒီအလှရဲ့အလယ်မှတ်ကိုယူလိုက်တယ်နော်
ခုနခဲကူးရတဲ့ဟာလေးကိုလည်းဒီဘက်ကိုတစ်ချက်ကူးလိုက်တယ်ဒီဘက်ကခဲကူးရတဲ့ဟာလေးကိုလည်းဒီဘက်ကိုတစ်ချက်ကူးလိုက်တယ်ဒါကြရင်နောက်ချမ်းကများနေတယ်ရှေ့ချမ်းကဟိုရင်းဖြစ်နေဆိုရင်အဲ့ဒါကိုအလေမှတ်ကိုပြောင်းမှတ်လိုက်နော်အခုတော့အလေမှတ်ကတိတ်မကွာဘူးတိတ်မကွာတဲ့အတွက်ဘယ်လိုလုပ်မလဲဆိုရင်ဒီမှာဒီကနေတလက်မတိုင်းတယ်နော်ပြီးရင်နောက်ထပ်ကြံတဲ့ဟာလေးကို3ခုအလိုလေးမျှမှတ်လိုက်ဒီအလေမှတ်ကိုတော့တလက်မပြည့်အောင်ယူလိုက်ကြံတဲ့ဟာကို3ခုခွဲပြီးတော့3ပုံခွဲမှတ်လိုက်ပြီးရင်အဲ့ဒီဒါအလေမှတ်နော်အလေမှတ်ဘက်ကိုလှဲခဲရတိုင်းနောက်ထပ်ခဲရတကူခောက်မယ်ဒါပေမဲ့ဒီရမှာလာထပ်လို့မရဘူးနည်းနည်းခွာတာတွေ့လားတစိမ့်တစိမ့်ကြော်လာအဲ့လိုလေးခွာလာလိုက်နော်ဒီရလည်းအဲ့လိုပဲတစိမ့်ကြော်လာအဲ့လိုခွာလာဒါကကြတော့ဒီတိုင်းလက်နဲ့ခောက်ပြီးတွန်းတဲ့အတွန်းအဲ့လိုလုံးရမှပြင်းနေဆိုရင်တော့အတွန်းကညီမှာမဟုတ်ဘူးနော်ဒီတိုင်းပဲမှန်းပြီးခောက်လိုက်မယ်ဆိုရင်တော့ရှေ့ကအတွန်းနဲ့ရှေ့ချမ်းတွန်းနဲ့နောက်ချမ်းတွန်းမညီဘူးအဲ့ကြရင်တော့လှမှာမဟုတ်ဘူးနော်ပြီးရင်ဒီမှာဒီအရာလေးကိုအဲ့လိုခောက်တဲ့အချိန်မှာအပြည့်မခောက်ပဲနည်းနည်းပေါ့နော်အဲ့လိုမျိုးလေးခြံထားတာနော်အဲ့လိုမျိုးလေးနည်းနည်းခြံထားတယ်မှာရပြီအဲ့ဒါလေးကိုအမတို့ကချီတစ်ချောင်းအရင်ချုပ်လိုက်ကိုယ့်ရဲ့ချုပ်စာ2စိတ်ဆို2စိတ်ချုပ်4စိတ်ဆို4စိတ်ချုပ်လိုက်ပေါ့နော်ချီတစ်ချောင်းချုပ်လိုက်တာနဲ့ဒါကကြတော့ဒီလိုအတွန်းလေးနော်အတွန်းကလက်ဖောင်းအတွန်းပုံစံတူတယ်လို့ထင်ရမယ်ဒါကလက်နဲ့ခောက်တဲ့အတွန်းဒါကကြတော့ရိုးဆွဲတဲ့တွန်းနဲ့တွန်းပေါ့နော်ကိုကြိုက်ရအောင်ယူပါနော်ဒါမှမဟုတ် customer ကြိုက်ရအောင်လုပ်ပေးလိုက်ပါโอเคနော်2မျိုးအတွန်း2မျိုး